ဆိုရှယ်မီဒီယာမှာတခဏအတွင်းထိပ်တန်းအမှုပညာရှင်တွေနဲ့တူတာကြောင့်နာမည်ကြီးလာတဲ့ဆယ်လီ3ဦးပြည်တော်စုသမ္မတကလုံးနိုင်ငံတော်ကြီးမှာရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်တွေနဲ့ရုပ်ရှင်လိုက်ရုံနဲ့သူ့ဘာသာသူဘလို့လူပဲဖြစ်နေပါစေအာယုံဆိုင်ခြင်းခံရကနေချင်းညာချင်းလူတွေများလာပြီးဆယ်လီဖြစ်လာကြသူတွေဒူးနယ်တွေရှိကြပါတယ်ဒီအထဲမှာတော့မြင့်မြတ်ကလုံးတွေကမြန်မာပြည်ရဲ့ပြည်နယ်14ခုလုံးမှာရှိတဲ့ထင်ရှားလောက်အောင်ပေါ်များပြီးအောင်ရဲလင်းကလုံးတွေကတော့ဒုတိယအများဆုံးဖြစ်ပါတယ်အိမ်သာကျော်စင်နဲ့ချွတ်ချွတ်တူတဲ့ဥဝဲကလုံးကစားလို့တက်မုံမြင့်နဲ့ဇွတ်တူနေတဲ့တက်မုံမြင့်ကလုံးအထိလူသမီးအမှုပညာရှင်တွေနဲ့တူကြသူတွေလည်းမနှဲမနှောပါပဲအဲ့ဒီလိုကလုံးများစွာထွက်ပေါ်ပြီးရတော့ကလုံးတွေတိုးလာမှုကရက်တက်မသွားသေးပဲမကြာခဏဆိုသလိုအမှုပညာရှင်ကလုံးတွေတယောက်ပြီးတယောက်ပေါ်ထွက်လာတဲ့သေးတာပါအဲ့ဒီလိုကလုံးတွေဆိုအားလုံးကစိတ်ဝင်စားကြတာမို့အခုတလောအသစ်ထွက်ပေါ်လာတဲ့ကလုံးအသစ်လေး၃ဦးကိုအားလုံးကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာပထမဦးဆုံးကလုံးကတော့မင်္ဂလိတိုင်းရဲ့အသေးဆွဲမင်းသားကျော်ယနေ့ခေတ်မင်းသားတွေတဲ့ထိတ်တန်းလို့တောင်ပြောလို့ရတဲ့အေဂျင့်မောင်နဲ့တူတဲ့အေဂျင့်မောင်ကလုံးပဲဖြစ်ပါတယ်ဒီကောင်လေးရဲ့ဗီဒီယိုတွေကိုအမတ်တမဲ့တွေ့လိုက်ကြသူတွေဆိုအေဂျင့်မောင်ငယ်တုန်းကဗီဒီယိုလေးတွေများမက်မိုရီတက်လာတာလို့တောင်ထင်သွားသေးကြတာပါဒီကောင်လေးနာမည်ကတော့ညိုမောင်လို့ခေါ်ပြီးကလေးမျိုးကလို့သိရပါတယ်အေဂျင့်မောင်ကလုံးလေးညိုမောင်ကတော့ဂီတာတီးကောင်းတယ်လို့အတန်လဲကောင်းကတချင်းဆိုတော်ပြီးအမှုပညာသွေးပါတဲ့သူလေးလို့ဆိုရမှာပါမိမသားသူကြီးကတော့အေဂျင့်မောင်အစ်စ်ကဈေးကြီးလို့တက်တက်တာတာရမယ်အေဂျင့်မောင်ကလုံးလေးကိုရလို့ရညာအပြိုင်ဆိုင်ကျူးလို့နေကြပါတယ်ဒုတိယကလုံးကတော့မြန်မာပြည်ရဲ့စွမ်းအားရှင်လို့တောင်တင်သားရလောက်တဲ့မီးလက်ဝါပိုင်ရှင်ကွီးနေထူးနိုင်ကလုံးပဲဖြစ်ပါတယ်ကွီးနေထူးနိုင်ကလုံးကတော့တကယ်ကိုရှာရှာပါပါကလုံးဖြစ်ပြီးကွီးရဲ့ပါဝါအောက်မှာကလုံးဖြစ်သူလဲကိုရောင်ကိုဝါတွေတောက်လို့နေပါတယ်ကွီးရဲ့တော်ကီနဲ့တစ်တော့ဆော့လိုက်ချိန်မှာတော့ခွီးကလုံးကိုအားလုံးကသတိထားမိသွားကြကနေထူးနိုင်ရဲ့ညီညအထူးနိုင်ဆိုပြီးစနောက်ပြောဆိုနေကြပါတယ်နောက်ဆုံးကလုံးကတော့မြမရုပ်ရှင်လောကရဲ့နှစ်တရာမှာသူ့လိုအရေးချင်းရှိတဲ့မင်းသားနောက်ထပ်ထွက်ပေါ်မလာနိုင်တဲ့ကနဝင်မင်းသားကိုသားကြီးခေါ်ဒွေးနဲ့တူတဲ့ဒွေးကလုံးပဲဖြစ်ပါတယ်အရင်ကတော့ကိုသားကြီးကလုံးအနေနဲ့မန္တလေးကိုသားကြီးဆိုပြီးပေါ်ထွက်လာခဲ့သေးပါတယ်ဒါပေမဲ့မန္တလေးကိုသားကြီးကရုပ်နဲ့ဟန်အမူအရာပဲဆင်တာဖြစ်ပါတယ်ဒီတခါထွက်ပေါ်လာတဲ့ဒွေးကလုံးကတော့ဟန်နဲ့မန်စင်တူတာမျိုးတွေမဟုတ်ပဲအတန်မှာစင်တူနေခဲ့တာပါဒွေးရဲ့အတန်နဲ့တူလွန်းတာကြောင့်ဒွေးရဲ့အတန်တွေနောက်ခံထားကတစ်တော့ဆော့နေတယ်လို့ထင်နေကြပေမဲ့ဒါကကိုသားကြီးအတန်တွေမဟုတ်ပဲသူကိုယ်တိုင်ပြောထားတဲ့အတန်တွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်အခုခေတ်မှာထွက်ပေါ်လာတဲ့ဒွေးကလုံးကိုအားလုံးကခေတ်ဒွေးဇွတ်ဒွေးဆိုပြီးအမည်နာမတက်ဆင်ခေါ်နေကြပါတယ်ပရိသတ်တို့ရောကိုဘယ်အမှုပညာရှင်နဲ့စင်တူနေရလို့ထင်လဲဆိုတာမှန်ခဲ့ကြအောင်နော်ဖော်ပြခဲ့တဲ့ကလုံးသုံးကရောတကယ်ပဲအမှုပညာရှင်တွေနဲ့စင်တူနေလားဆိုတာမိမိတို့အမြင်လေးတွေကိုပြောခဲ့ကြအောင်ဗျ